ကဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံအလုံးမလုံးချင်ဘူးဆိုရင်တော့ဘဝတလောက်အလုံးမလုံးပဲနေလို့ရနိုင်တဲ့နိုင်ငံတစ်ခုဒါပေမဲ့အလုံးလုံးဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်တော့မယုံနိုင်လောက်အောင်မြင့်မားတဲ့လာစားကိုရရှိနိုင်ပါတယ်ဒီနိုင်ငံဟာကဘာပေါ်မှာဓာတ်ဆီဈေးကရေတန့်ပူစစ်တဲ့တောင်ပိုသက်သားတဲ့တခုတည်းသောနိုင်ငံလည်းဖြစ်ပါတယ်ဒီနိုင်ငံသားတွေဟာအလုံးလက်မဲ့ဖြစ်ခြင်းစင်းရဲမွဲဒေတာဆိုတာဘာကိုဆိုလိုတာလဲဆိုတာတော့မသိကြပါဘူး Lamborghini, Ferrari, McLaren ဒီလိုစူပါကားတွေကိုပြားခွဲအတွက်မဟုတ်ပဲရဲတပ်ဖွဲ့ကကင်းလှည့်ဖို့အတွက်တကယ်အသုံးပြုနေကြပါတယ်နေထိုင်မှုအဆင့်တန်းကလည်းကမ္ဘာအမြင့်ဆုံးစရင်ချင်းမှာပါဝင်နေပါတယ်လက်စစ်မီရေဂတ်စ်အများစုကိုအစိုးရကချခံပေးထားပြီးစေကူးသစရိတ်ပညာရေးစရိတ်တွေကိုပါနိုင်ငံတော်ကတာဝန်ယူပေးထားပါတယ်အိမ်ဆောက်ဖို့မြေကွက်အလကားရတယ်အတိုးမဲ့ချင်းငွေရတယ်အိမ်အောင်ပြုရင်ခလီးမွဲရင်ငွေကြေးထောက်ပံ့မှုတွေရပါတယ်လုံခြုံမှုပါအလွန်ညင်မာလို့လူတွေကအိမ်တကားကိုတောင်စောင်းမခတ်ဖေးထားလိစီကြပါတယ်ဒါဆိုရင်ဒီနိုင်ငံဟာဘယ်နိုင်ငံလဲဆိုတာခံမှန်းမိပြီလားဒီနိုင်ငံရဲ့နာမည်ကတော့ကာတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်